ဗနီဇွဲလားနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်လူပေါင်းထောင်ချီသေဆုံးနိုင်ခြေရှိနေလို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။ဇွန်လ25ရက်နေ့ထိသေဆုံးသူအရေအတွက်ဟာ235ဦးထိရှိလာနေတာဖြစ်ပြီးလူပေါင်း4300ဦးဟာလည်းဒဏ်ရာရရှိခဲ့ပါတယ်။ငလင်ကြောင့်မြို့တော်ကရာကတ်၊လာကွိုင်ယာ၊ကာတီယာလာမာနဲ့ကာရာဘာလီဒါမြို့နဲ့ကယိုရန်ဒေသတွေမှာပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့လည်းဆိုထားပါတယ်။လာကွိုင်ယာမြို့တစ်ခုထဲမှာတင်အဆောက်အုံပေါင်း100ကျော်ဟာပြိုကျပျက်စီးခဲ့ကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး OCHA ကပြောကြားထားပါတယ်။ငလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုများပြားပြီးအဆောက်အုံပေါင်းများစွာပြိုကျပျက်စီးခဲ့တဲ့မြောက်ဘက်ကယိုရန်ဒေသကိုအမေရိကန်ပါဝင်ဥရောပနဲ့အမေရိကတိုက်နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီလို့လည်းသိရှိရပါတယ်။ဘရာဇီး၊မက္ကဆီကို၊စပိန်၊ပေါ်တူဂီ၊ကနေဒါနဲ့ကာတာနိုင်ငံတို့ကငလင်ဆိုင်ရာကုညီကယ်ဆယ်ရေးကျွမ်းကျင်သူတွေကဗနီဇွဲလားကိုစစ်လွှတ်ထားပြီးဖြစ်ကြောင်းသတင်းထုတ်ပြန်ထားကြရလည်းသိရှိရပါတယ်။ဗနီဇွဲလားမြို့တော်ကရာကတ်မှာရှိတဲ့စီမွန်ဘိုလီဗာပြည်ပြည်ဆိုင်ရာလေဆိပ်ဟာလည်းငလင်လှုပ်ခတ်မှု2ကြိမ်ကြုံတွေ့ခဲ့ရတာကြောင့်လုံးဝပျက်စီးသွားပြီဖြစ်တယ်လို့လည်းဆိုထားပါတယ်။နိုင်ငံတကာကကယ်ဆယ်အဖွဲ့တွေဟာစီမွန်ဘိုလီဗာအပြည်ပြည်ဆိုင်ရာလေဆိပ်လေယာဉ်မဆင်းနိုင်ပဲတခြားမြို့တွေကနေတဆင့်ငလင်လှုပ်ခတ်ရာဒေသတွေကိုပြန်လည်သွားရောက်နေကြရတယ်လို့လည်းဆိုပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးမှုဆိုးရွားတဲ့ဒေသတွေကိုကူညီပေးဖို့အတွက်ကာကွယ်ရေးဝန်ကြီးဌာနကကယ်ဆယ်အဖွဲ့တွေစစ်လွှတ်ထားတယ်လို့လည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အမေရိကန်ပြည်ထောင်စုအနေနဲ့ကူညီပံ့ပိုးပေးဖို့အသင့်ရှိနေတယ်လို့ကူညီနိုင်စွမ်းလည်းရှိကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်ရှင်။ဂျပန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဂျပန်နိုင်ငံကိုအပူပိုင်းမုန်တိုင်းနှလုံးဇက်တိုက်ဦးတည်လာနေတဲ့အတွက်ကြောင့်လေကြောင်းခီးစဉ်120ကိုဖျက်သိမ်းလိုက်ရပြီးရေကြီးတာနဲ့မြေပြိုနိုင်တဲ့အန္တရာယ်ကြောင့်ဒေသတချို့မှာနေထိုင်သူထောင်ပေါင်းများစွာကိုဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့အာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။မုန်တိုင်းမက်ကလာဟာတိုင်ဖုန်းအဆင့်ကနေပြင်းထန်တဲ့အပူပိုင်းမုန်တိုင်းအဆင့်ကိုလျော့ကျသွားပေမဲ့လည်းတိုင်းကိုလေတိုင်နှုန်း144ကီလိုမီတာအထိရှိနေစေလဲဖြစ်ပြီးဂျပန်တောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာမိုးသဲထွန်စွာရွာသွန်းနေပါတယ်။မိုးလေဝသဌာနကတော့မက်ကလာမုန်တိုင်းဟာဒီသတင်းပတ်ကုန်မှာကျူရှူးနဲ့ရှီကိုကူးကျွန်းတွေအနီးကနေဖြတ်တန်းသွားမယ်လို့လည်းခန့်မှန်းထားပါတယ်။တစ်ချိန်တည်းမှာပဲပစိဖိတ်သမုဒ္ဒရာဘက်မှာဖြစ်ပေါ်နေတဲ့ဟီဂို့စ်အပူပိုင်းမုန်တိုင်းနဲ့လည်းနီးကပ်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။အဲ့ဒီမုန်တိုင်းနှလုံးနီးကပ်လာမယ်ဆိုရင်မုန်တိုင်းနှလုံးအပြန်အလှန်တက်ရောက်မှုဖြစ်စဉ်ဖြစ်ပေါ်နိုင်ပြီးမုန်တိုင်းရဲ့လမ်းကြောင်းနဲ့အင်အားကိုခန့်မှန်းရ